ကုသိုလ်ဆိုတာပတ်စံရှိမှလုပ်လို့ရတယ်လို့ယူဆရင်လည်းမှားတယ်ပတ်စံကုန်တဲ့ကုသိုလ်ဆိုတာဒါနကုသိုလ်တစ်မျိုးပဲရှိတယ်ပတ်စံမကုန်တဲ့ကုသိုလ်တွေကများတယ်ဘာကုသိုလ်တွေတုံးဆို၅ပါးသီလစောင့်တည်တယ်သီလကိုမျက်မျက်နှုံနှုံထိမ့်သိမ်းဆောက်ရှောက်တယ်ပတ်စံမကုန်မြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုဆင့်ဆင့်ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုဆိုတာဝေလမသုတ်တံမှာဟောထားတာကိုမှတ်သားထားဖို့လိုအပ်တယ်သာတုဋ္ဌိတသံဃာလို့ဆိုတဲ့အရက်လေးမျက်နှာလွတ်လပ်စွာသွားလာနေကြတယ်သံဃာတော်တွေကိုရည်စူးပြီးတန်ခိကကြောင်းဆောက်လုပ်တာဟာကုသိုလ်ထဲမှာတော့ငွေကြေးဒနာအကုန်ကြခံပြီးလှူဒန်းတဲ့ဒါနကုသိုလ်တွေထဲမှာတော့အကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေကောင်းတာရှိသေးသလားလို့ဆိုရှိတယ်အဲ့ဒီကုသိုလ်တွေကောင်းတာဘာလို့ဆိုရင်ခုနတုန်းကတရားဝဲမစခင်ကမျက်မျက်နှုံနှုံရွတ်ဆိုလိုက်ကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတယ်အဲ့တရဏဂုံတည်တဲ့ကုသိုလ်ကကျောင်းဆောက်တဲ့ကုသိုလ်တဲ့ပို့ပြီးတန်ဖိုးကြီးတယ်လို့သူတို့ဆိုတယ်။ဘာကြောင့်တန်ဖိုးကြီးတာတုံးလို့စဉ်းစားကြည့်။ကျောင်းဆောက်လူတဲ့ကုသိုလ်ဆိုတာကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကခွဲဝေပြီးတော့လှူတာသာဖြစ်တယ်။တရဏဂုံဆောက်တည်လိုက်တယ်ဆိုတာကြတော့ကိုယ့်ရဲ့အသက်နှလုံးအသက်ကိုအနှင်းပြီးရတဲ့ဗံမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေပါမယ်တရားတိုင်းကျင့်ပါမယ်သံဃာရီဒါနကောင်းမှုပြုပါမယ်လို့ကိုယ့်ရဲ့အသက်ကိုစွန့်ပြီးတော့အသက်ပါပုံအပ်ပြီးတော့ဖရာတရားသံဃာယရဏသုံးပါးကိုစိကတ်တာဖြစ်သောကြောင့်သူကပို့ပြီးတော့မြတ်တယ်ပြင်ပကပစ္စည်းစွန့်တာတဲ့ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုစွန့်လွတ်အနန္တာကပုံမြတ်တယ်ဒီအိဗယ်ကိုဆိုလိုတယ်နော်ဒါဖြင့်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတရဏဂုံတင်ပြီး၅ပါးသီလကိုအသက်ထက်မြတ်မြတ်နှုံနှုံထိမ့်သိမ်းဆောက်ရှောက်တာပို့ကောင်းတယ်၅ပါးသီလတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်လက်လေးနှစ်ချောင်းနဲ့